အားလုံးပဲမင်္ဂလာပါချင်းကုကင်းကနေပြန်လဲကြိုဆိုလိုက်ပါရဒီနေ့တော့အထောင်းလောက်စားမှာပေါ့နော်ပါဝင်ပစ္စည်းတွေကတော့ပုံမှာပြထားတဲ့အတိုင်းငရုတ်တီးချက်သွမျိုးတမယာတီးငံပြာရည်ပါမယ်ပြီးငပိရည်ပါမယ်ပြီးရင်ဒီမှာအချိုအတွက်သူကတော့အပြော့ထညက်ပြော့ပေါ့နော်ဒါပေမဲ့ကျမတော့အခဲပဲရှိအတွက်အခဲနဲ့တုံးထားတာပေါ့နော်ထောင်းမှာကတော့တခွားဒီနဲ့ပြောင်းဘူးနဲ့ထောင်းစားမှာဖြစ်တယ်ကျမတို့ဒီနေ့ဒီမော်ဒီထောင်းမှာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ထောင်းမယ်ဘယ်လိုထောင်းမလဲကြည့်ကြမယ်ပေါ့နော်ငရုတ်ဒီနဲ့ကြက်တုံဖြူထောင်းမယ်ပြီးရင်ထညက်ကကျမကအခဲဖြစ်တာအတွက်အရင်ထောင်းလိုက်တယ်ပြီးရင်ပဇွန်6ကိုရေစိမ်ပြီးတော့မှအရင်ရေစိမ်ထားမယ်ပေါ့နော်ပြီးမှဆေးပြီးတော့ထဲမှာဖြစ်တယ်ပဇွန်ကကျမရဲ့ပဇွန်ကအကောင်တေးလေးဖြစ်တဲ့အတွက်အရင်မထောင်းပါဘူးလို့ပြီးရင်ကြက်သားမုံထဲမယ်ပြီးရင်မြေပဲလော်ထဲမယ်ပြီးရင်တခွာဒီဘာဖြစ်လို့ကျမကအစာလေးကိုအရင်ညက်အောင်မထောင်းလဲဆိုတော့ဒီဟာထိုင်းစတိုင်ဖြစ်တဲ့အတွက်ဒီမြေပဲဆန်တို့အရင်ညက်တော့အောင်မထောင်းပေါ့နော်တခွားဒီကိုလည်းအလဲကဦးတိုင်းကိုဖယ်ပြီးတော့မှအပေါ်ကအသားလေးပဲထည့်တယ်ကိုကြိုက်တဲ့အနေတော့အသုံးလေးတွေသုံးပြီးတော့ပြင်ပြောင်းပူးတဲ့မဲ့ခရမ်းကျင်ဒီကိုလည်းအရင်ကြီးပါအောင်မထည့်ဘူးအရင်ကြီးလည်းအသုံးလည်းထူအောင်လည်းမလီပေါ့နော်ပြီးရင်တမယာဒီညစ်ထဲမှာဖြစ်တယ်ပြီးငံပြာရည်ထဲမယ်ဒီညမှာမိတ်ဆွေတို့အနေနဲ့ပြောချင်တာကတော့ကိုယ့်ရဲ့အကျိုးစားပေါ်ကြည့်ပြီးတော့မှတမယာဒီတွေငပိရည်တွေငံပြာရည်ကိုထည့်ဖို့ပြောချင်တယ်ပေါ့နော်ဒီမှာထည့်လိုက်တာကတော့သူကတော့ဒီထိုင်းส้มตำဒီမော်ဒီလေးဒီအထောင်းတွေလှုပ်စားတဲ့အခါမှာထည့်တဲ့ ready made ငပိရည်ဖြစ်တယ်ပေါ့နော်အဲ့ပလင်းကိုရှာဝယ်လို့ရတယ်ပေါ့နော်ပြီးရင်ပြောင်းမှုပြုတ်ကိုလည်းအရန်ကြီးပါအောင်ဆိုလည်းမဟုတ်ဘူးပေါ့နော်အရန်ကြီးလည်းထူအောင်မလေးပါနဲ့လို့ဆိုတော့ကိုကြိုက်နေတဲ့တယ်လို့ထောင်းပြီးတော့ထဲလို့ရတယ်ပေါ့နော်အဲ့ဒီခါမှာအရန်ကြီးလည်းညက်အောင်မထောင်းဘူးအရတာလေးအကုန်နှမ်းစားအောင်မွေပေးတဲ့ပုံစံပေါ့နော်ဒါပေမဲ့နည်းနည်းလေးတော့ညက်ထောင်းပေးပေါ့နော်အရန်ကြီးညက်တွိုင်းဆိုစားမကောင်းပေါ့နော်ဒါကဒီအထောင်းရဲ့စတိုင်ဖြစ်တယ်ပေါ့နော်ဒါကျမထောင်းနဲ့ကျမရဲ့နီးပေါ့နော်ဆိုတော့အရတာတွေအကုန်စုံပြီဆိုလို့ရှိရင်ထုတ်ပြီးတော့မှမြည်ကြည့်ပြီးတော့မှသုံးဆောင်လို့ရပြီပေါ့နော်ဒီညမှာမိတ်ဆွေတို့အနေနဲ့ကစွန်းရွက်တို့မုံညင်းရွက်တို့ဒါမှမဟုတ်ကြက်ကြော်တို့ကြက်ကင်တို့နဲ့စားရင်တော့ပို့ပြီးတော့အရတာပြည့်စုံမယ်ဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်